င်္ဂလာပါဗျ The Analyst Perspective Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့100 Days of Learning Sequel ရဲ့ Day 33မှာ Sequel Problem 50တွေကနံပါတ်6ကိုတွက်ဖြေကြပါမယ်ဒီ problem ကို Lico ကတော့ easy လို့ပြောတာတယ်ပြီးတော့ basic join နဲ့မှာထည့်ထားတယ်ကျွန်တော်အနေနဲ့ကတော့ဒါကို basic join လို့မခေါ်ချင်ဘူးပြီးတော့ easy လို့လည်းမခေါ်ချင်ပါဘူးဘာလို့လဲဆိုတော့သူ့ထဲမှာသုံးထားတဲ့ဒီ sequel code ရေးတဲ့ thinking pattern က beginner တွေအနေနဲ့သိပ်ပြီးတော့သုံးတာမရှိဘူးပြီးတော့စဉ်းစားရတာနည်းနည်းလေးလက်ဝင်တဲ့ thinking pattern တော့ဖြစ်နေတယ်ဆိုတော့ဒါကိုကျွန်တော်အကောင်းဆုံးတော့အရှင်းလင်းဆုံးပြအောင်ရှင်းပြကြည့်ပါမယ်အဲ့တော့ကျွန်တော်တို့ဒီမှာအခု join လုပ်ခဲ့သမျှမှာ table ကဘယ်တစ်ခုညာတစ်ခု join ခဲ့ကြတာများတယ်ဒါပေမဲ့ဒီပုံစံမှာကျတော့ဘယ်တစ်ခုညာတစ်ခုမရှိတော့ table တစ်ခုပဲရှိတယ်ဒီ table တစ်ခုတည်းကိုပဲကျွန်တော်တို့ကပြန်စစ်ခိုင်းတာမျိုးဖြစ်နေတယ်ကိုယ်မှာရှိတဲ့ table ကိုပဲနောက်သူ့ကိုယ်သူပြန် join ရတဲ့ self join ဆိုတဲ့ concept ကိုသုံးရမှာဖြစ်နေတယ်အဲ့ဒါတွေမကဘဲနဲ့နောက် concept တစ်ခုနေတဲ့အခါကျတော့ဘာလဲဆိုတော့ကျွန်တော်တို့ပုံမှန်ဆိုရင်ဘယ် table နဲ့ညာ table ကိုမှ t1.id နဲ့ t2.id တူတဲ့အခါ join ပါဆိုတာမျိုးပဲလုပ်ခဲ့ကြတာများတယ်ဒါပေမဲ့ဒီပုံစံမှာကကြတော့အဲ့လိုမျိုးတူတာကိုပဲ join ရမှာမဟုတ်ဘဲနဲ့ condition တစ်ခုပေးပြီးတော့မှ join ရမယ့်ပုံစံဖြစ်နေတယ်ဆိုတော့ဒီဟာလေးကိုလည်းအလေးချင်းရအောင်လိုက်ကြည့်လို့ရပါတယ်ဆိုတော့အရင်ဆုံးကျွန်တော်တို့ question ကိုကြည့်မယ် question က weather ဆိုတဲ့ table ရှိတယ်အဲ့ဒီ table တွေကနေမှာတဲ့ date တွေရဲ့ ID တွေကိုပဲလိုချင်တယ်ဘလို့အချိန်ဒီမှာလိုချင်တယ်လဲဆိုတော့တဲ့လက်ရှိ temperature ကပြီးခဲ့တဲ့သူ့ရဲ့အရင်တရက်က temperature တက်များနေတဲ့ date တွေရဲ့ ID ကိုပဲလိုချင်တာတဲ့ဆိုတော့ကျွန်တော်တို့စီမှာအခုလောလောဆယ်မှာတော့ date က4ခုရှိတယ်တစ်ရက်နေ့က10 degree နှစ်ရက်နေ့က25 3ရက်နေ့က20 4ရက်နေ့က30ဆိုပြီးတော့ရှိနေတယ်သူကဒီထဲမှာဘာကိုလိုချင်တာလဲဆိုတော့အရင်နေ့ထက်များတဲ့ date တွေဆိုရင်4ရက်နေ့နဲ့2ရက်နေ့အဲ့4ရက်နေ့နဲ့2ရက်နေ့ရဲ့ ID 2နဲ့4ဆိုတာကိုပဲလိုချင်တာအဆင့်ကနည်းနည်းလေးတော့များတယ်ဒါကြောင့်မလို့ကျွန်တော်တို့တစ်ဆင့်ချင်းရှင်းကြပါမယ်အရင်ဆုံးကျွန်တော်တို့ဘာကြည့်ကြမလဲဆိုတော့ select ဆိုပြီးတော့ကျွန်တော်တို့ရဲ့ weather table တွေကနေ ID ပေါ့နော် ID လိုချင်တာဆိုတော့ ID ပေါ့ select ID from weather ဒီ weather table ကိုသူ့ကိုယ်သူပြန် join မှာဆိုတော့ပထမတစ်ဖက်မှာထားမယ် table နာမည်ကိုကျွန်တော်တို့က T1 လို့ပေးခဲ့မယ် join weather ကိုပဲပြန် join မယ် T2 လို့ပေးခဲ့ပြီးတော့ join မယ်ကဲဒီကမှာ on ကိုစဉ်းစားစရာပေါ်လာတယ်ပုံမှန်ဆိုတော့ကျွန်တော်တို့က t1.id equals to t2.id ဆိုပြီး join ခဲ့ကြတာပေါ့ဒီနေရာမှာအဲ့လို join လို့မရပါဘူးအဲ့လို join မဲ့အစားကျွန်တော်တို့ကဘာပေးရမှာလဲဆိုတော့ date ကအရင်တရက် short ပြီးတော့ join ချင်တာဆိုတာမျိုးပေးလို့ရတယ်အဲ့လို join ချင်တာဆိုတော့ pattern ကိုပေးချင်တယ်ဆိုရင် date diff ဆိုတဲ့ function ကိုသုံးလို့ရမယ် date diff ဆိုပြီးတော့မှ t1 ရဲ့ record date နဲ့ t2 ရဲ့ record date ကို date diff နဲ့နှုတ်လိုက်တဲ့အခါကျရင်တရက်ခြားနေတဲ့ data များကိုပေးပါဆိုပြီးတော့ယူလို့ရတယ်ဆိုတော့ဒီမှာ semicolon လေးထားခဲ့မယ်ဒီ condition ကိုနည်းနည်းပြန်ပြောရရင်ဒီ table ရှိတယ်ပြီးတော့ဒီ table ကိုသူ့ကိုယ်သူပြန် join တယ် join တဲ့အခါမှာတရက်စီ short ပြီးတော့ပြန် join လိုက်တယ်ဆိုတော့အတိတ်ပဲဖြစ်သွားတယ်ဒီတော့ကျွန်တော်တို့ကအဲ့ဒါကိုမြင်တာအောင် ID ယူမယ်ပြီးတော့ record date ယူမယ် T1 เนาะ T1 ရဲ့ ID ယူမယ် T1 ရဲ့ record date ကိုယူမယ်ပြီးရင်T2 ရဲ့ record date ကိုယူပြီးတော့အစမ်းထုတ်ကြည့်လို့ရတယ်ဒီလိုမျိုးကိုကုတ်ကအလုံးဖြစ်တယ်မဖြစ်ဘူးဆိုတာကိုသိကျင်တဲ့အခါကျရင်အဲ့လိုအစမ်း run ကြည့်ပါပြီးတော့ထွက်လာတဲ့ output ကိုမူတည်ပြီးတော့ဒီ output ကကိုလိုချင်တဲ့ output ဟုတ်နေရလားဆိုတာကိုအရင်ကြည့်ပါပြီးတော့အဖြေကတော့ round answer ဖြစ်နေမှာပဲဒါကတော့စိတ်မပူပါနဲ့ကျွန်တော်တို့အဖြေမှန်ကိုလည်းမထုတ်သေးပါဘူးအခုကအလဲစင်ပဲရှိသေးတာပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ဘာတွေတက်လာတယ်လဲဆိုတော့ကျွန်တော်တို့ရဲ့ output မှာ ID ရှိတယ် record date ရှိတယ်အဲ့ဒီမှာကျွန်တော်တို့ပထမ T1 ကယူခဲ့တဲ့ record date က2ရက်3ရက်4ရက်ဆိုတဲ့ record date တွေထွက်လာတယ်2 3 4ဆိုတဲ့ရက်တွေကသူ့ရှေ့မှာအရင်တစ်ရက်ရှိနေတယ်ဒါကြောင့်မလို့အဲ့ဒီ answer တွေထွက်လာတယ်ဟုတ်ပြီဒါကမှကျွန်တော်တို့က temperature ပါထည့်ယူခြင်းနေဆိုရင်လည်းရသေးတယ်ဒီလိုယူလိုက်တယ်ပြီးတော့ T1 ရဲ့ temperature နဲ့ T2 ရဲ့ temperature ကိုထည့်ယူလိုက်မယ်ဒါဆိုရင်လည်းပိုမြင်လာလိမ့်မယ်ဆိုတော့ဒီ code ကို run လိုက်တဲ့အခါ date တွေရလာမယ် date တွေရဲ့ ID ရလာမယ်ပြီးတော့ temperature column နှစ်ခုကိုရှင်းပြီးတွေ့ရလိမ့်မယ်ဒီမှာ25ဒီမှာ10ဖြစ်နေတယ်ဒီမှာ20 25ဖြစ်နေတယ်ဒီမှာ30ဒီမှာ20ဖြစ်နေတယ်ဒါဆိုကျွန်တော်တို့ကဒီ table တွေကနေမှာဘယ်ဘက် temperature ကညာဘက် temperature တက်များနေတဲ့ row တွေကိုပဲယူချင်တာသူရဲ့ question ကအဲ့လိုပြောတာဒီတော့ကျွန်တော်တို့က condition ပေးလိုက်လို့ရတယ်ဒီအောက်မှာ where condition ပေးပြီးတော့ whereဒီ table ကဒီ column က t1.temperature ဒီတော့ t1.temperature ဒီ t2.temperature တက်များတဲ့
data တွေကိုပဲပေးပါဆိုပြီးယူလိုက်လို့ရတယ်ဒါက filter လုပ်လိုက်ပြီးဒါဆိုရင်ဘယ်အကြောင်းပဲထွက်လာမလဲဆိုတာကျွန်တော်တို့ဒီမှာတစ်ခါလေးကြည့်လို့ရမယ်ဒါက T1.temperature T2.temperature ဒီမှာ T1.temperature က T2.temperature တဲ့များတဲ့စာကြောင်းဆိုရင်ဒီတစ်ကြောင်းရှိမယ်ဒီတစ်ကြောင်းရှိမယ်ဒီနှစ်ကြောင်းပဲထွက်လာတော့မှဒီ filter ပေးလိုက်ပြီးဆိုတာ ਨੇ ပြီးရင်ကျွန်တော်တို့ကလိုတဲ့အဖြေဒီတန်းခုံသွားလို့ရတယ်ကျွန်တော်တို့ဒီ column တွေကိုမလိုချင်သူက expected မှာဒီမှာပြောထားတယ် ID ဆိုတဲ့နာမည်လေးနဲ့ ID လေးနှလုံးပဲလိုချင်တာဒီတော့ကျွန်တော်တို့ဒီအနောက်မှာရေးခဲ့တဲ့ select တဲ့က column တွေကိုပြန်ဖြုတ်လိုက်ပါဖြုတ်ပြီးတော့ t1.id ကိုပဲ s id ဆိုတဲ့သူလိုချင်တဲ့အတိုင်းနာမည် id ဆိုတဲ့စလုံးကြီးစလုံးသေးနဲ့ပေးပြီးတော့ဒီကုတ်လေးကိုတစ်ချက် run ကြည့်မယ်ဆိုရင်အဖြေထွက်လာမယ်လို့မျှော်လင့်ပါတယ်။ Okay ဆိုတော့ကျွန်တော်တို့အဖြေက accepted ဖြစ်သွားပါတယ်။ဒါဆိုရင်ကျွန်တော်တို့ submit လုပ်လို့ရပါတယ်။ဒီနေ့တော့ဒီလောက်ပါပဲ။ဒီဟာကနည်းနည်းလေးရှုပ်တာဖြစ်တဲ့အတွက်ဒီ recording ကိုခဏပြန်ကြည့်ပြီးတော့ဒီလိုမျိုး case တွေကြုံလာတဲ့အခါဒီလိုဆက်ဖြေဖို့အတွက်စဉ်းစားကြည့်တတ်ဖို့လေ့ကျင့်ထားသင့်ပါတယ်။ဟုတ်ကဲ့ပါ။ကျေးဇူးပါဗျ။နောက်ပုံစံတွေ့ရအောင်။